ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အခုလိုနေရာတီနဲ့လည်းလိုက်ဖက်ပြီးတော့ရာသီစာလေးလည်းဖြစ်တယ်ခုရာသီမှာပေါ်ရဲပေါ့နော်အသီးရွက်ကလေးလည်းဖြစ်တယ်မကြီးရွက်နုနုလေးနဲ့တခုပွင့်ကြောက်ကလေးတွေကိုကြော်စားပစ်တာလေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်အရင်ဆုံးခြံထဲကမကြီးပင်လေးမှာတွားပြီးတော့မကြီးရွက်နုနုလေးတွေကိုခူးပါမယ်ရှင်မကြီးရွက်ကလေးတွေခူးပြီးသွားလို့ရှိရင်တော့ရလာတဲ့မကြီးရွက်ကလေးတွေကိုရေထဲမှာ2ထပ်3ထပ်လောက်ပေါ့နော်ပြောင်းဒီစာလေးဆေးကြောပေးပါမယ်ရေစိမ်ထားတဲ့တခုပွင့်ချောက်ကလေးတွေကိုလည်းကကြီးလေးနဲ့နုနုကလေးတွေညှက်ထားပေးပါမယ်ရှင်ကျက်သွန်နီလေး3လုံးလောက်သုံးထားပါတယ်ကျက်သွန်နီလေးတွေကိုလည်းပပလေးတွေလှီထားပေးလိုက်ပါမယ်ပြီးရင်တော့ကျက်သွန်ဖြူလေးတွေကိုလည်းပပလေးတွေလှီပေးလိုက်ပါမယ်ရှင်ပါဝင်ပစ္စည်းလေးတွေအားလုံးအစင်းသင့်ဖြစ်ပြီဆိုရင်တော့စကြောပါတော့မယ်ရှင်အရင်ဆုံးစီလေးထည့်ပေးပါမယ်ပြီးရင်တော့အယောင်လှဖို့အတွက်နုံမုံလေးထည့်ပါမယ်နုံမုံလေးအယောင်ကြေသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်ဖြူလေးတွေထည့်ပေးပါမယ်ကျက်သွန်ဖြူလေးတွေနည်းနည်းနွမ်းသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်နီလေးတွေထည့်ကြောပေးပါမယ်ရှင်ဖြူလေးတွေအနီလေးတွေရောနွမ်းသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးညှက်ထားတဲ့သခုတ်ပွင့်ချောက်ကလေးတွေကိုထည့်ပေးပါမယ်ဟင်းချုံမုံလေးထည့်ပါမယ်ပြီးရင်စားလေးလည်းထည့်ပေးပါမယ်ရှင်ပြီးရင်တော့မကျူးရက်ကလေးတွေထည့်ပေးလိုက်ပါမယ်အားလုံးနွမ်းအောင်ကြော်ပေးပါမယ်ရှင်အားလုံးကြော်ပေးလို့နွမ်းသွားပြီဆိုလို့ရှင်တော့အပေါ့ငံလေးမြေးကြည့်ပါမယ်မြေးကြည့်တာနည်းနည်းလေးပေါ့နေလို့ငံပြားရည်လေးထပ်ထည့်ပေးလိုက်ပါတယ်အရသာအကုန်လုံးသမတ်သွားအောင်လို့ထပ်မှွေပြီးတော့ကြော်ပေးပါမယ်ရှင်ဒါဆိုရင်တော့မကြီးရွယ်တခုပွင့်ကြော်လေးရပါပြီဒီနည်းလေးကလောရလို့ကူပြီးစောင်းလို့လည်းကောင်းတော့မို့အားလုံးပဲလိုက်လုံးစားကြည့်ကြပါလို့ပြောချင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်သဘောကျတယ်ဆိုရင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတတာ